ဆိုင်ရှင်တို့ဟုတ်ပြီ အေး ကျွန်တော်မမယ်ကျွန်တော်စားမှာတော့ ဟုတ်ပြီ ကော်ဖီကိုဗျာဖြော်ပေးစားလေးနဲ့ဖြော်ပေးဒီကြရင်ဘုန်းကြီးကဒါပေမဲ့အရင်မထင်းနဲ့ဒီကြရင်နော်ပါမုတ် โอ ပါ เค မုတ်မှာဒါ အရန်ကောင်းတယ်ပေါ့ စားနေဗျာ โอ้ยဖြစ်ပြီးတော့ မင်းကစား ပါ ရီ မုတ်စားနေ စားရီရမ်းအများကြီးစားတော့တယ်ခဏလေးစားကုန်နေလို့တွားယူတာပေါ့ ပြီးတော့ဓာတ်ပေါက်ကိုဟင်းညုံမုံလေးနဲ့နော် ထိုင်နေလေးစားသွားယူမယ်ပြီးပြန်လာခဲ့မယ် ဟွာစားနေပြီးကြရင်ဟွာโอเค โอเคမှားထားတာက ဟုတ်ပြီ မတ်မီတလောက်ဆိုရင်ဒီမှာကော်ဖီကိုဟာဘာလို့လာတော့ဟိုမှာထိုင်ဆိုင်ရှင်ထိုင်ကို တော့ တော့ โอเค လေ ပြီးကြရင်တော့ကြက်သားဟုတ်ဗျာအယိုးနဲ့ဗျာတည်ရမလားကြက်သားကိုအယိုးနဲ့စားမပါโอเคယူဝစား အယိုးမပါတဲ့ပီဇာရောစားကြနေတာအယိုးမပါတဲ့ပီဇာ မောပီဇာတိုင်းမဲ့ဘရိုဟာချုံမထဲနဲ့ အိုးလက်ဆက်ကြိုက်တယ်ဆိုတော့ဒီမှာကျွန်တော်ပေးမယ် လက်ဆက်ကြိုက်တယ် ဒီမှာလာကြည့်ဒါလာကျွန်တော်အထဲကိုလာကြည့်ဘယ်လိုဆိုင်မှာဘယ်လိုဖြော်ရည်လုပ်လဲဆိုတာလာကြည့်လိုက်ဒီမှာကြည့်ပြီးရင် ရောက်ပြီအင်းသားရေးနေရောက် ဒီမှာရေခက်လိုက်ပဲ စော်ကားတာလားအင်းသားရေမဟုတ်ဘူးဒါခြေထောက်ဆေးရရေမင်းစော်ကားတာပဲခြေထောက်ဆေးရရေလေဒါအင်းသားရေမဟုတ်မင်းစော်ကားတာပဲလာဟာလေလာစားဟဲ့ငါမင်းမာတာမင်းမယူတော့လားယော ဟိုင် ပါမို့စာကော်ဖီ โอเค ကော်ဖီကိုစားနေကိုနေလိုက်စားလိုက်တော့ โอเคဟုတ်ပြီ ဝါးစမ်းနေပြတယ်ဟုတ်မတော်ရဘယ်သူမှမတော်ရအောင် ရောက်မင်းရဲ့ဘာကြီးတော့ကွာ ဘယ်သူမှမတော်ရအောင်ဟာဟဲ့အောင်မင်းဘာလို့ drop ကြီးတာမတော်ရအောင်လို့ပြောတယ် ဟော အေးပတ်စံပေးအောင်ဟဲ့ပတ်စံပေးအောင်